လေးလံတဲ့ဝန်တန်ချိန်တွေကိုအန်တူပြီးလေရင်ကကောင်းကင်ပေါ်ဘာကြောင့်ပြန်တစ်သွားနိုင်ရတာလဲလူအများစုကလေရင်ရဲ့အင်ဂျင်တွေကြောင့်ပြန်တစ်သွားနိုင်တာလို့ထင်နေကြတာပါဒီအယူဆကမမှန်ပါဘူးအင်ဂျင်ကလေရင်ကိုမြောက်တစ်မသွားစေပါဘူးအရှိကိုပဲတွင်းပေးတာဖြစ်ပါတယ်ကျွန်တော်တို့ပါဝင်ကျင်ကကားတွေလိုပါပဲအင်ဂျင်တွေကအရှိဘက်ကိုပဲတွင်းပေးတာပါဒီလိုဆိုရင်လေရင်ပြန်ကိုဘာကမြောက်တစ်သွားစေတာလဲဒီအကြောင်းအရာနဲ့ပတ်သက်လို့လူလေးဆိုတဲ့ brother တယောက်ကလာရောက်ဆွေးနွေးထားတာဖြစ်ပါတယ်ဒီအဖြေကိုဖော်ထုတ်ဖို့1689ခုနှစ်မှာနယူတန်ကနိယာမတစ်ခုကိုချပြခဲ့ပါတယ်သူရဲ့ theory အရာဝတ္ထုကိုကျွန်တော်တို့ကအားနဲ့တွင်းလိုက်လို့ဆိုရင်အဲ့ဒီအရာကလည်းပဲကျွန်တော်တို့ကိုတူညီတဲ့အားနဲ့ဆန့်ကျင်တဲ့အရာကိုပြန်တွင်းတယ်ဆိုတာပါဥပမာကျွန်တော်တို့ကရေကူးဓမတယောက်ကိုကြည့်လိုက်ကြရအောင်သူကရေကိုအနောက်ဘက်ကိုတွင်းလိုက်တဲ့အခါမှာအဲ့ဒီတူညီတဲ့အားနဲ့ကျွန်တော်တို့ကဆန့်ကျင်ဘက်အရှေ့ဘက်ကိုရောက်သွားပါတယ်ဒုံးပြန်တွေကိုကြီးလိုက်လို့ဆိုရင်လည်းပဲဓာတ်ငွေ့တွေကိုအောက်ဘက်ကိုပစ်ထုတ်လိုက်ပါတယ်ဒီပစ်ထုတ်လိုက်တဲ့အားနဲ့ဒုံးပြန်ကအပေါ်ကိုရောက်သွားတာပါဒီဟာတွေအားလုံးဟာနယူတန်ရဲ့အရာဝတ္ထုတွေကိုကျွန်တော်တို့ကအားနဲ့တွင်းလိုက်လို့ဆိုရင်အဲ့ဒီအရာဝတ္ထုကလည်းကျွန်တော်တို့ကိုတူညီတဲ့အားနဲ့ဆန့်ကျင်ဘက်အရာကိုပြန်တွင်းတင်တယ်ဆိုတဲ့နိယာမကြောင့်ဖြစ်ပါတယ်ဒါကလေရင်နဲ့ဘယ်လိုသက်ဆိုင်မှုရှိတယ်လဲဆိုတာကိုကျွန်တော်စစ်ပြီးရှင်းပြပေးပါမယ်ပထမဦးဆုံးကျွန်တော်တို့ကလေရင်ရဲ့အတောင်ပံကိုအကွေးပုံတရံနဲ့တိဆောက်ထားတာပါအောက်ဘက်ကိုအပြားပုံတရံတိဆောက်ထားတာပါလေရင်ရဲ့အင်ဂျင်ကြောင့်အရှေ့ဘက်ကိုတွားတဲ့အခါမှာတောင်ပံအပေါ်ဘက်ကိုတိုက်ခိုက်လာတဲ့လေကအောက်ဘက်ကိုလှည့်ပြီးတိုက်ခိုက်တွားပါတယ်နယူတန်ရဲ့အရာဝတ္ထုတစ်ခုကိုကျွန်တော်တို့ကတွင်းလိုက်လို့ဆိုရင်အဲ့ဒီအရာဝတ္ထုကလည်းတူညီတဲ့အားနဲ့ဆန့်ကျင်ဘက်အရာကိုပြန်တွင်းတယ်ဆိုတဲ့နိယာမအတိုင်းအောက်ဘက်ကိုအတွင်းခံလိုက်ရတဲ့လေတို့ရဲ့ပမာဏအတိုင်းပဲအပေါ်ဘက်ကိုပြန်တွင်းတင်ခြင်းကိုခံရပါတယ်ဒါကြောင့်အပေါ်ဘက်ကိုပြန်တွင်းတင်တဲ့အားကိုဖြစ်ပေါ်စေတာပါဒီထက်နားလည်အောင်ပြောရမယ်ဆိုရင်တောင်ပံအခုံးကြောင့်လေကအောက်ဘက်ကိုစီးဆင်းသွားတယ်ဒီအောက်ဘက်ကိုစီးဆင်းသွားတဲ့ပမာဏနဲ့ညီမျှတဲ့လေတို့ရဲ့တွင်းအားကအပေါ်ဘက်ကိုပြန်တွင်းတင်တယ်ဒါကြောင့်မြောက်တက်သွားစေတဲ့လေရဲ့တွင်းအားကိုရရှိသွားတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကရေပိုက်ကိုအားပြင်းပြင်းနဲ့အောက်ဘက်ကိုပြစ်ထုတ်လိုက်တယ်ဆိုပါတော့ရေကအောက်ဘက်ကိုသွားတယ်ဒါပေမဲ့ပိုက်ကိုကင်လိုက်တဲ့ကျွန်တော်တို့ရဲ့လက်ကရေအားကြောင့်ဆန့်ကျင်မဲ့အရာကိုအတွင်းခံရမှာဖြစ်ပါတယ်ဒီနယူတန်ရဲ့နိယာမကိုထောက်ခံပေးတဲ့နောက်ထပ် theory တစ်ခုရှိပါတယ်ဒါကတော့ဘာနုလီရဲ့နိယာမပဲဖြစ်ပါတယ်သူရဲ့ theory အရအရည်ဒါမှမဟုတ်လေတစ်ခုဟာမြန်မြန်ရွေ့လေဖိအားနည်းလေဖြစ်ပါတယ်ဒါကလေရင်ပြန်နဲ့ဘယ်လိုဆက်နွယ်နေတယ်လဲဆိုတာကိုကျွန်တော်စစ်ပြီးမှရှင်းပြပေးပါမယ်အစကကျွန်တော်ပြောခဲ့တယ်လို့ပဲလေရင်ရဲ့အတောင်ပံကအပေါ်ဘက်ကကွေးပြီးအောက်ဘက်ကိုအပြားဖြစ်အောင်တီးဆောက်ထားတာပါလေရင်ကသူ့ရဲ့အင်ဂျင်ကြောင့်အရှေ့ဘက်ကိုရွေ့တဲ့အခါမှာတောင်ပံပေါ်ကတောင်ပံအောက်ထက်လေမြန်မြန်စီးဆင်းသွားပါတယ်သူ့ရဲ့နိယာမအရာမြန်မြန်စီးဆင်းတဲ့အပေါ်ဘက်ကလေဖိအားနည်းသွားပါတယ်အောက်ဘက်ကလေစီးဆင်းမှုနည်းလို့လေဖိအားများလာပါတယ်အောက်ဘက်ကလေဖိအားများလို့လေဖိအားနည်းတဲ့အပေါ်ဘက်ကိုပိုတွင်းတင်စေပါတယ်ဥပမာကျွန်တော်တို့ကစာရွက်တရွက်ကိုအပေါ်ကနေလေမှုထုတ်လိုက်တယ်ဆိုရင်စာရွက်ကအောက်ကိုကျနေရမှာပါဒါပေမဲ့အပေါ်ဘက်မှုထုတ်လိုက်တဲ့လေကအချိန်တစ်ခုနဲ့မှုလိုက်တဲ့အခါမှာမြန်မြန်ရွေလျားသွားစေပြီးအပေါ်ဘက်ကိုဖိအားနည်းသွားစေပါတယ်အောက်ဘက်ကိုကျတော့ဖိအားများသွားစေပြီးအပေါ်ဘက်တွင်းတင်စေပါတယ်ဒါကြောင့်စစ်ကူကအပေါ်ပြန်တက်နေမှာဖြစ်ပါတယ်ဒါကြောင့်လေရင်ပြန်တက်ဖို့ဆိုတာကဘာနုလီနဲ့နယူတန်ရဲ့တန်ပြန်တက်ရောက်မှုဆိုတဲ့နိယာမနှစ်ခုလုံးအလုံးလုံးနေလို့ပြန်နေတာလို့ပြောလို့ရတာဖြစ်ပါတယ်လေရင်ပြန်တက်စေဖို့အတွက်အရင်ဆုံးလေရင်ကိုရှေ့တို့တွင်းပေးမဲ့အင်ဂျင်လိုအပ်ပါတယ်အင်ဂျင်ရဲ့တွင်းအားကြောင့်လေရင်ဟာလေလူတဲ့မြန်မြန်ရွေလျားသွားပြီးတောင်ပံပေါ်ကလေစီးဆင်းမှုအရာအရှိန်မြင့်လာပါတယ်ဘာနုလီရဲ့ theory အရာအချိန်ပြင်းပြင်းနဲ့ရွေလျားခံရတဲ့တောင်ပံအပေါ်ဘက်ကလေဖိအားနည်းသွားပြီးအောက်ဘက်မှာဖိအားပိုများလာတာကြောင့်အပေါ်ဘက်ကိုမြောက်တင်တဲ့အားကိုရရှိစေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတောင်ပံရဲ့အခုံးပုံတရံနဲ့ထောင်းချောင်းလေစီးချောင်းကိုအောက်ဘက်ကိုလှည့်ပေးပါတယ်။နယူတန်ရဲ့နိယာမအရာတောင်ပံကလေကိုအောက်ဘက်ကိုပို့လေရလည်းတောင်ပံကိုအပေါ်ဘက်ကိုပြန်သွင်းလေဖြစ်သွားတာပါ။ဒီလိုတွေဖြစ်ပေါ်လာတဲ့မတင်အားကလေရင်ရဲ့အလေးချိန်ထက်များလာတဲ့အခါမှာအားကောင်းလာတဲ့အခါမှာကောင်းကင်ကိုပြန်တက်သွားစေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုနဲ့ပတ်သက်လို့မိမိဆွေးနွေးလိုတဲ့အကြောင်းအရာများရှိလို့ဆိုရင်လည်းပဲဆွေးနွေးထားခဲ့နိုင်တယ်လို့နောက်တစ်ပတ်မှာပြုလုပ်မယ်ဗီဒီယိုတွေလည်းပဲအကြံပြုပြောဆိုထားခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်